မိဘကျေးဇူးကိုဒီလိုဆက်ရတယ်ဆိုပြီးအိမ်နဲ့ခြံရောင်းရငွေကိုအမေကိုယ်တိုင်လူတန်းနိုင်အောင်စီစဉ်ပေးနေရဲ့ကြုံလင်လူတော်တော်များများကမိဘတွေကိုလွန်သွားမှအသက်မရှိတော့မှသာကြံရစ်တဲ့အမွေလေးတွေကိုခွဲယူပြီးတော့နာမည်တက်အရေးစိုးလူတန်းတက်ကြပါတယ်။ဒါပေမဲ့ကြုံလင်ကတော့အမေအသက်ရှင်နေတော့ကျမ်းမာနေတော့မှပဲဒီပိုင်ဆိုင်မှုတွေကိုလူတန်းမှဖြစ်ပြီးအဲ့ဒီတော့မှအမေကိုယ်တိုင်မျက်စိနဲ့မြင်ပြီးတော့နားနဲ့ကြားပြီးတာဓုလို့နှုတ်ကနေကြည်ကြည်နဲ့ကြီးခေါ်ဆိုနိုင်မယ်လို့ခံယူထားပါတယ်။ဒီလိုမွန်မြတ်တဲ့စိတ်ကူးနဲ့အမေချန်ကြီးကိုရောင်းချခဲ့ပြီးရရှိလာတဲ့ငွေကြေးသိန်းပေါင်းများစွာကိုအမွေအဖြစ်လုံးဝမယူခဲ့ပါဘူး။ဒီငွေတွေကိုတရားရိပ်သာတွေမှာလူတန်းမဲ့အပြင်ကြောက်ကစီကူတာမှုစင်တာကြီးအတွက်ပါအဓိကထားပြီးတော့လူတန်းသွားမှာဖြစ်ပါတယ်။သူအတွက်ကတော့မိဘတင်ပေးတဲ့ပညာအမွေကိုပဲအကောင်းဆုံးအမွေအဖြစ်လက်ခံထားလို့နောက်အမွေကိုမမတ်မောတော့ပါဘူး။အိမ်နဲ့ခြံရောင်းလို့ရတဲ့ငွေကြေးနဲ့တစ်နှစ်ကိုကျပ်သိန်း4000ကျော်ထိကုန်ကျစရိတ်ရရှိမဲ့ကြောက်ကစီကူတာမှုစင်တာကြီးကိုပါထောက်ပံ့ပေးသွားမယ်ဆိုတာကြောင့်ခက်ခဲသူတွေအတွက်အားကိုးရဖြစ်ပါတယ်။ငွေကြေးမတက်နိုင်လို့အသက်ငယ်နေရတဲ့လူနာပေါင်းများစွာအတွက်တော့ဒီအလူကြီးဟာအသက်တစ်ချောင်းကိုအသစ်ပြန်လဲမွေးဖွားပေးလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဂျွန်လင်ရဲ့ဒီလိုအလူလေးကမိဘအမွေကိုဆောင်စားနေမယ့်အစားကိုပိုင်ချွေးနှင်းစာနဲ့စူးစမ်းရမယ်ဆိုတဲ့အသည့်တရားကိုရရှိစေပြီးတော့မိဘကိုတက်ရှိထင်ရှားရှိစေမှာပဲကုသိုလ်ပြုခွင့်ပေးရမယ်လို့သိရှိစေပါတယ်။တရှိတင်ရှာမိခင်ကြီးကိုကုသိုလ်ပြုခွင့်ပေးခဲ့ပြီးအများအတွက်ကြီးမားတဲ့အသက်ငယ်အလှတွေပြုလုပ်ပေးနေတဲ့အမွေမမမောသူဂျုံလင်ရဲ့စိတ်ထားပေါ်မှာသဘောကျရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။